တစ်ပုံရွေးလိုက်ပါတက်ဆိုတာလေးကိုနှိပ်ပြီးတော့မိမိရိုက်ရှင်တဲ့အမည်နာမကိုရိုက်လိုက်ပါပြီးရင် font function ကိုနှိပ်ပြီးတော့မိမိအသုံးပြုခြင်းနဲ့ font ပုံစံကိုရွေးပါဖောက်ရွေးပြီးရင် style ကိုနှိပ်ပြီးတော့အစိမ်းရောင် style ရှိတဲ့စာလေးကိုနှိပ်လိုက်ပါဆက်လက်ပေးပြီးထိပ်ဆုံးမှာ key တစ်ချက်ဖမ်းပါနောက်ဆုံးမှာလည်း key တစ်ချက်ထပ်ပြီးတော့နှိပ်ပေးပါပြီးရင်တော့ကိုရိုက်ထားတဲ့စာကိုလက်ညှိုးလက်မလေးနဲ့ဖြည်းဖြည်းချင်းရှေ့ကိုဆွဲလာခဲ့ပါအစိမ်းရောင်အပြည့်ဖြစ်သွားတဲ့အထိကျွန်တော်တို့ဆွဲလာရပါမယ်ပြန်ဖွင့်ကြည့်ရင်တော့စာတန်းကအထဲကိုဝင်လာတာကိုတွေ့ရပါလိမ့်မယ်ပုံကိုဆက်လက်ပေးပြီးတော့နောက်ကအဖြူဆက်ကလေးကိုဖိပြီးတော့နောက်ကိုဆွဲလိုက်ပါအောက်ကအမည်စာတန်းကိုလည်းဆက်လက်ပေးပြီးတော့အပေါ်ကပုံနဲ့ညီအောင်ညှိလိုက်ပါဗီဒီယိုကိုအစကနေပြန်ဖွင့်ကြည့်လိုက်ရင်အခုလိုတွေ့ရပါလိမ့်မယ်အခုဖန်တီးထားတဲ့ဗီဒီယိုကို export လုပ်လိုက်ပါနောက်ထပ် new project တစ်ခုလုပ်ပါမယ်ကိုလုပ်မဲ့ပုံတစ်ပုံကိုထပ်ရွေးပါproject ထဲရောက်ရင် overlay ကိုနှိပ်ပြီးတော့ခုနကကျွန်တော်တို့ဖန်တီးထားတဲ့ဗီဒီယိုဖိုင်ကိုပြန်ယူလိုက်ပါ remove bg ကိုနှိပ်ပြီးတော့ chroma key ကိုနှိပ်ပါပြီးရင်ဗီဒီယို screen ပေါ်မှာလက်ကလေးနဲ့ရွှေ့လိုက်ပါအပေါ်ကယူထားတဲ့ဓာတ်ပုံကိုအောက်မှာရှိတဲ့ဗီဒီယိုဖိုင်နဲ့အရှိန်ညီအောင်ဆွဲညှိပါပြီးရင်တစ်ခေါက်ပြန်ဖွင့်ကြည့်လိုက်ပါချိန်ညှိပြီးလို့ဖွင့်ကြည့်ပြီးရင်အောက်ကပုံနဲ့ဗီဒီယိုဖိုင်နဲ့ထပ်တူကြအောင် site တူအောင်ကျွန်တော်တို့ချိန်ညှိလိုက်ပါမယ်ဗီဒီယိုဖိုင်ကို export နှိပ်ပြီးထုတ်လို့ရပါပြီခုနပြသွားတာကစာတန်းကအင်ပေါ့အပြင်ကနေအတွင်းထဲကိုဝင်လာတဲ့ပုံစံကိုပြတာအခုတစ်ခါကျတော့ကျွန်တော်ကဒီအတွင်းကနေပြီးတော့အပြင်ကိုပြန်ထွက်လာတဲ့ပုံစံအောက်ပေါ့ဒါကိုလည်းကျွန်တော်တို့ဒီလိုဖန်တီးလို့ရတယ်စာရိုက်တဲ့နေရာမှာကျွန်တော်တို့ပထမဆုံးနေတက်ကြီးချမယ်ချပြီးရင်ဒီဗီဒီယိုမှာရှိတဲ့စလုံးကိုကျွန်တော်တို့ဒီ green screen ပေါ်အောင်အပြည့်ဆွဲထားလိုက်မယ်ဆွဲပြီးသွားပြီဆိုတော့ကျွန်တော်တို့နောက်ဆုံးမှာသွားပြီးတော့ဒီစာရိုက်တဲ့နောက်ဆုံးမှာဒုတိယတက်ကြီးချမယ်ချပြီးတာနဲ့ဒီ green screen ကိုကျွန်တော်တို့လက်ကလေးနဲ့ချုပ်ပြီးတော့ဟိုအထဲထိဆွဲထားလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ပြန်ဖွင့်ကြည့်ပြီဆိုတာနဲ့အတွင်းထဲကနေပြီးတော့အပြင်ကိုထွက်လာတဲ့အောက်ပုံစံကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒါကတော့လောက်တဲ့နည်းကိုပြတာပါပုံစံတွေကတော့ရှေ့မှာလောက်ပြသွားရင်လည်းတူတူပါပဲအဓိကပြချင်တာကစာကြောင်း in out ဒါလေးကိုပဲပြချင်တာပါပြီးတော့စာတန်းကိုဘယ်နေရာမှာထားလို့ရတယ်ဆိုတာသိစေချင်လို့ဒီဗီဒီယိုလေးထည့်ပေးခြင်းဖြစ်တယ်ဒီဗီဒီယိုမှာဆိုရင်စာတန်းကထိတ်ကနေပြီးတော့ဖြည်းဖြည်းချင်းအပြင်ကိုထွက်လာတာပေါ့နော်ဒါလေးကိုလည်းသိအောင်လို့နမူနာထည့်ပေးခြင်းဖြစ်ပါတယ်